ဂရမိတူမန်နဲ့မြေဝဲမယ်ဆိုရင်စိတ်ချရပါမလားအချက်မြေဝဲတော့မယ်ဆိုရင်ဂရမူရင်းမရှိပဲဂရမိတူမန်ပဲရှိတယ်ဆိုရင်လူတိုင်းကအနှဲငယ်တော့တွေ့ရတတ်ကြပါတယ်ဒီမိတူကြီးနဲ့ဝင်ရင်တရားဝင်ပါမလားအလင်ခဲရမလားဆိုပြီးတော့စိုးရင်တက်ကြတယ်မလားဒါကြောင့်မလို့ညီမကဒီနေ့မှာအဲ့ဒီအကြောင်းကိုတေချာလေးရှင်းပြပေးတော့ပါမယ်တကယ်တော့ဂရမိတ်တို့အမှန်ဆိုတာကမူလဂရံအမြေပေါက်သူကိုယ်တိုင်ဂရံမူရင်ပျောက်ဆုံးသွားတာပဲဖြစ်ဖြစ်ပျက်စီးသွားတာပဲဖြစ်ဖြစ်သက်ဆိုင်ရာဌာနတွေမှာဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းတရားဝင်ရှောက်ထားထုတ်ယူထားတဲ့စာရွက်စာတမ်းမျိုးပဲဖြစ်ပါတယ်ရန်ကုန်မှာဆိုရင်တော့အမြေပေါက်သူကိုယ်တိုင်ရဲစခန်းမှာပျောက်ဆုံးကြောင်းတိုင်ချက်ဖွင့်ရဲစခန်းထောက်ခံချက်ယူပြီးတော့ YCTC ရဲ့မြို့ပြစီမံကိန်းနဲ့မြေစီမံခန့်ခွဲမှုဌာနမှာတွားရောက်လျှောက်ထားတာမျိုးဖြစ်ပါတယ်ဒီနေရာမှာလူတွေအများစုမေးတတ်ကြတာကဂရံမူရင်းအဟောင်းကပျောက်ဆုံးပျက်စီးသွားတာမျိုးမဟုတ်ပဲအကြောင်းတစ်ခုခုကြောင့်ပေါင်နှံထားပြီးတော့မရွေးနိုင်တဲ့အခါမှာလိမ်လည်ပြီးတော့မိတူလျှောက်တဲ့အခါမျိုးဆိုရင်ဘယ်လိုလုပ်မလဲဆိုတာပါပဲ YCTC ကဂရံမိတူမန်ကိုမထုတ်ပေးခင်မှာကန့်ကွက်နိုင်ကြောင်းသတင်းစာထဲမှာအရင်ဆုံးကြေညာပေးပါတယ်။သတ်မှတ်ထားတဲ့ရက်အတွင်းကန့်ကွက်မှုမရှိမှသာဂရံမိတူမန်ကိုထုတ်ပေးတာပါ။အများစုထင်ကြတာကမူလအမြေပေါက်သူကပျောက်ဆုံးလို့လျှောက်ထားပြီးသတင်းစာထဲမှာကြေညာချက်တွေနဲ့ထုတ်ထားတဲ့မိတူမန်ကသာခိုင်မာလေလို့ထင်ကြပါတယ်။ဒါပေမဲ့ဥပဒေရဲ့လုပ်ထုံးလုပ်နည်းတွေအရအကြောင်းမျိုးမျိုးကြောင့်ဂရံမူရင်းသာတနေရာရာကနေပြန်လည်ပေါ်ပေါက်လာမယ်ဆိုရင်အသစ်ထုတ်ပေးထားတဲ့ဂရံမိတူမန်ကတရားမဝင်တော့ဘဲနဲ့အလိုအလျောက်ပြက်ပြက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ YCTC ကတရားဝင်ထုတ်ပေးထားတဲ့ဂရံမိတူမန်ရှိရဆိုပြီးတော့ရောင်းရင်တော့မှအတက်နိုင်ဆုံးမဝယ်ဖို့အကြံပြုချင်ပါတယ်။တကယ်လို့ကိုကမဖြစ်မနေဝယ်ရတော့မယ်ဆိုရင်တော့ YCTC ရဲ့မြေဌာနတွေမှာဒီမြေဟာဘဏ်မှာပေါင်နှံထားတာမျိုးရှိမရှိမှုခင်းဖြစ်တာမျိုးရှိမရှိကိုလည်းလူကိုယ်တိုင်ကွင်းစစ်စစ်ဆေးဖို့လိုအပ်ပါတယ်။ငွေမရှိခင်မှာလည်းကျွမ်းကျင်တဲ့ဥပဒေပညာရှင်တွေနဲ့အတူတူတိုင်ပင်မှုအတွက်အကြံပြုချင်ပါတယ်ရှင်။